မျက်တော်မွေးစရာကြည့် တို့သူတို့ကဟိုဝတ်တက်တယ်ကကြီးတမီကလမာကြီးကြတယ် ဒီကလာရအောင်မနာလို့နေနေ ဟုတ်ကဲ့ ဆရာမမျက်ခုံးမပါမျက် ဒီ တောင် နည်းနည်းတက်တာနည်းနည်းချောင်းလာတယ် ခင်ဗျာကျုပ်ကိုတေးပါသေးစီးတောင်းနေရမလား ပိုင်ဆိုင်မှုတွေဘယ်နှထားခဲ့တော့ဆိုတာလေးကျွန်တော်ပြောခဲ့တော့ အခုအဲ့လိုစကားပြောရမယ်အနေထားကိုရောက်သွားပြီလား ကျွန်တော်ပြောလို့ပေါ့ကောင်းရက်တုံးမနဲ့တိုင်းကနေဖြစ်သွားနိုင်တယ် ခင်ဗျာအသက်ပဲနည်းနည်းရှိပြီရော အဲ့ဒါအသက်ကိုလာမင်းနဲ့ တေးကလေးတေးအဲ့ဘာတော့ပြောရမလို့တေးနှခန့်နေနေရတယ်ခင်ဗျာခင်ဗျာ အားလုံးကဒီမျိုးကြီးပဲ တေးရလေ အေး တေးရ ဒီကမှာကိုချစ်ချင်းတွေဖြစ်သွားတာလား အာ ခုဒီကိုမမ်းမလျှော်လေးတာဟမ် ဟုတ်လားဒီကဒီကနားတယ် အဲ့ကိုမှန်ကြည့်ပြော ပိုင်ဆိုင်မှုတွေဘယ်နှထားခဲ့တော့ပြောခဲ့ပါဦး ခင်ဗျာဒီလိုပစ္စည်းပါကိုသိနေတော့ဟမ် အဲ့ကြောင့်ပိုင်ကျန်းနေရ စဉ်းစားဖို့ ဟော ရုပ်မေးတဲ့ကောင်စဉ်းစားပိုင်ဆိုင်မှုတွေစာချုပ်စာတမ်းတွေဘယ်နှထားခဲ့လို့လက်ဝဲလက်သားအဲ့ဒါလေးကိုပြောခဲ့အောင် ဘာလို့ ဟော ရှားနေမှာသလို ဒီမှာတူလို့ပေါ့ အဲ့ဒီလေအဲ့အမွေးကိုမက်တဲ့လူကလည်းရင်သေးတတ်တယ်နော်သိရမလား မဲ့တာမဟုတ်ဘူးလေကိုရှိရတာဘာလို့လဲသွားတော့မှဆိုတော့ ကိုရတဲ့ ဒီရက်ကကျမလေးမကောင်းတဲ့အချိန်တော့ခင်ဗျာတမကနဲ့ပါနဲ့မတ်တာခေါင်းထူလာပြီလည်းခင်ဗျာစိတ်တက်ဒီဘုံဘုံကြပြီ မအဲ့ကြီးကြီးတော့မလို့နော် ဘုံနေရောတနခါလေးမပါတော့ဘူး အဲ့ကြီးကြီးတော့မလို့နော် အဲ့တော့ပြည်စည်းပြုတ်သွားတာနော်မောင်ဆိုင်အေး တထဲဝဲပေးမယ် အာဒီအစတော့ဟိုတော့တထုံကွက် အဲ့လာမပြော ဟိုတော့တထုံကွက်ကိုမှဗျာ တထဲဝဲမယ်တထဲဝဲမယ်တထဲ ဝေလူကျော်ကွက် ပြဲ တွေးကွက် အာ ဝေးကွက် မလားမလားဘုရားဖះမှာတပါအားကိုးရမရှိရောဟုတ်ဘုရား စိတ်ထားကောင်းလို့စေတနာကောင်းလို့ကြာကြာနေမကောင်းမဖြစ်ဘူးလေသိရမလားခုချိန်မှာလက်တာပတ်တာလေးနဲ့ဝိလေးတောင်ပြသွားရည်မြန်နော် ဘသူလုံးလာတာပါလား ဒီကလေး ဘောပတော်ပြလို့တရားမသားရဲ့ရုပ်နဲ့လာတာပါလား ဟာခေါ်ရမ်းပြအဲ့ခမရရုပ်ဘယ်အချောင်းနေရလို့ရမမသိဟိုကအချောင်းယူတာဒီကအချောင်းယူတာကျက်သူနီအလူခံကျက်သူပြူအလူခံနဂါလူ အကျက်တို့နေတာလို့ကျင်တာလူ ဟုတ်တယ်အေးဝတ်ထားတော့ဟိုတငယ်သားအိမ်လေးနဲ့တငယ်နဂါအိမ်လေး အဲ့ကြီးရင်ရဲကားကြီးနဲ့ကွာ တော်ပြီလားခမလိုချင်တာရပြီလားပြန်တော့မှာပေါ့ဒီနေ့တွက်ချေကြိုက်သွားပြီလားဟမ် ဘာပြောမလဲဒီ ဒီနေ့တွက်ချေကြိုက်လိုက်ငါ့ကိုပြောနိုင်မပြောနိုင် ငိမ့်တော့ဖေးလို့ကရွာတော့ ရိုးစရာကြီး လဲလဲပါကွာ